စာလံခန်းကြီး50နှစ်ခန်းငယ်ဓမ္မကိုခန်းဘုရားသခင်ကျေးဇူးပြုခြင်းသောစေတနာစိတ်တော်ရှိသည့်အတိုင်းအကျိုးကိုတနာတော်မူပါဆုံးမတ်တော်မူခြင်းတယုံနာများပြားသည့်နှင့်အညီအကျိုးလွန်ကျူးခြင်းအပြစ်ကိုဖြေတော်မူပါလူစရိုက်အမြင့်အကျေးကိုအကုန်စင်စေးကြော၍အကျွန်ုပ်ကိုတန်ရှင်းစေတော်မူပါအကျွန်ုပ်လွန်ကျူးပါပြီဟုဝန်ချလျက်ကိုဖြစ်ကိုအစင်မပြတ်အောက်မေ့လျက်နေပါ၏ကိုတော်ကိုပြစ်မှားပါပြီကိုတော်ကိုသာပြစ်မှား၍မျက်မှောက်တော်၌ပင်မတရားသောအမှုကိုပြုပါပြီတို့ဖြစ်၍မိန့်တော်မူချက်သည်ဖြောင့်ပါ၏တရားစီရင်တော်မူချက်သည်အပြစ်လွတ်ပါ၏ကျွန်ုပ်သည်မျိုးစကပင်အပြစ်ပါလျက်ရှိ၏အမိဝမ်းထဲမှာတရိတန်တည်းစဉ်ပင်အပြစ်ဆွဲ၏ပုံမှန်ဖြောင့်မတ်သောစိတ်နှလုံးကိုနှိမ့်သက်တော်မူသည်ဖြစ်၍အကျဉ်းတို့၏စိတ်နှလုံးထဲမှာပညာကိုပုံတင်တော်မူပါကျွန်ုပ်ကိုစင်ကြယ်စေခြင်းငှာဟုတုတ်ပင်မျိုးနှင့်တန်ရှင်းခြင်းမင်္ဂလာကိုပေးတော်မူပါအကျွန်ုပ်ကိုမိုင်းတွင်းထက်သာ၍ထူစေခြင်းငှာပေးကြောတော်မူပါစိတ်သက်သာဝမ်းမြောက်ခြင်းရှိမည်အကြောင်းစကားကိုအကျွန်ုပ်အားကြားစေတော်မူပါသို့ဖြစ်လျှင်ထိုးပေတော်မူသောအရိုးတို့သည်ရှင်မြင်းခြင်းရှိကြပါလိမ့်မည်အကျွန်ုပ်လွန်ကျူးခြင်းဒုစရိုက်တို့မှမျက်နှာတော်လဲ၍အကျွန်ုပ်အပြစ်ရှိသမျှတို့ကိုလည်းဖြေတော်မူပါကိုဖျားသခင်ကျွန်ုပ်အထဲ၌စင်ကြယ်သောနှလုံးကိုဖန်ဆင်းတော်မူပါမြဲမြံတည်ကြည်သောသဘောကိုအသစ်ပြုပြင်တော်မူပါကျွန်ုပ်ကိုအထံတော်ထဲကနှင်ထုတ်တော်မမူပါနှင့်တန်ရှင်းသောဝိညာဉ်တော်ကိုရုပ်သိမ်းတော်မမူပါနှင့်ပေတင်တော်မူခြင်းနှင့်ရှင်သောဝမ်းမြောက်ခြင်းအခွင့်ကိုပြန်၍ပေးသနာတော်မူပါဒီမျိုးသောစေတနာစိတ်သဘောသည်ကျွန်ုပ်ကိုဟောက်မပါစေသောကျွန်ုပ်သည်လည်းမတရားသောသူတို့အားတရားလမ်းကိုပြသပုံတင်ပါမည်အပြစ်ရှိသောသူတို့သည်ကိုယ်တော်ထံသို့ပြန်ကြပါလိမ့်မည်။အိုဖျားသခင်ကျွန်ုပ်ကိုကယ်တင်တော်မူသောဖျားလူအသက်ကိုတတ်ခြင်းအပြစ်နှင့်ကျွန်ုပ်ကိုပြည့်ညွတ်စေတော်မူပါတရားသဖြင့်တည်တော်မူခြင်းကိုကျွန်ုပ်ရှာသည်ရှင်လန်းစွာတခြင်းဆိုပါမည်။အိုထာဝရဖျားကျွန်ုပ်၏နှုတ်ကိုဖွင့်တော်မူပါဂုဏ်ကျေးဇူးတော်ကိုချီးမွမ်း၍မြတ်ဆိုပါမည်။ရစ်ပူဇော်ခြင်းကိုအလိုတော်မရှိသို့မဟုတ်ရင်ရစ်ပူဇော်ပါမည်မိရှို့သောရစ်ပူဇော်ခြင်းကိုပင်နှစ်သက်တော်မမူဘုရားသခင်နှစ်သက်တော်မူသောရစ်မူကားကျိုးပဲ့သောစိတ်တွေနဲ့အိုဘုရားသခင်ကိုတော်သည်ကျိုးပဲ့ကြေမွသောနှလုံးကိုငင်းပယ်တော်မမူတတ်ပါစေတနာစိတ်တော်ရှိ၍ဒီအောင်တောင်ကိုကျေးဇူးပြုတော်မူပါယေရုရှလင်မြို့ရိုးကိုတည်စေတော်မူပါထိုအခါတရားသဖြင့်ပူဇော်သောရစ်မိရှို့သောရစ်တကူလုံးမိရှို့သောရစ်နှင့်မွေးလျော်သောမူလိမ့်မည်ထိုအခါဒီပလင်တော်ပေါ်မှာနွားလားတို့ကိုရစ်ပူဇော်ကြပါလိမ့်မည်ဒါဝိဒ်သည်ဘာသာရှေးသားနှင့်မှားယွင်း၍မယောခဏတန်ဤဆုံးမခြင်းကိုခံပြီးမှဆက်ဆိုသောစာလင်စာလံခန်းကြီး50နှစ်အခန်းငယ်ဓမ္မကိုခန်း